ကျေးဇူးပေါ့ကွာအားလုံးပဲမင်္ဂလာပါဒီနေ့ဆိုရင်ကျွန်တော်တို့ Microsoft မှာဖြစ်မိတဲ့ file တွေမတင်မိတဲ့စာတွေကို recover လုပ်တဲ့နည်းကိုပြပြသွားမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ Microsoft ကိုအရင်ဝင်ပြီးတော့ Microsoft မှာအခုလိုစာလေးတွေရိုက်ထားပါမယ်ရိုက်ပြီးတော့အခုလိုဒီဟာကိုဖြစ်မိတော့ file တွေကိုပြင်ဒီနည်းကိုပြပြဖြစ်ပါအရင်စာတွေကိုကျွန်တော်ကဒီတိုင်းပဲရိုက်ထားပါတော့အဲတော့ငါနဲ့ကလုတ်နဲ့ထွေလိုက်မယ်ကလုတ်နဲ့ dosis တင်လိုက်ပြီအဲတော့ကျွန်တော်တို့ဘယ်ကိုထပ်တွားရမှာလဲဆိုတော့ကျွန်တော်ဒီမှာ Microsoft Word တစ်ခုကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့ခုနမတင်မိတဲ့ file ကိုဘယ်မှာရှာရမလဲ။ Black document ကိုထပ်ဝင်ပါမယ်။ဝင်ပြီးတော့ကျွန်တော်တို့ဒီမှာ file ကိုထပ်ဝင်မယ်။ဝင်ပြီးတော့ဒီမှာ E4 ဆိုရှိတယ်။အဲ့မှာဒီမှာ manage document ဆိုရှိတယ်။အဲ့မှာ recover access document ဆိုတဲ့အောင်နေပြီ။အဲ့တော့ဒီမှာပေါ်လာလိမ့်မယ်။ဒီဟာအခုခုနကကျွန်တော်တို့လုပ်ထားတယ်ဆိုတော့ဒီဟာခုနလုပ်ထားတာပေါ့နော်။ရတာကိုတစ်ချက်နေပြီးမှဒါ open နေလိုက်မယ်။အဲ့ဆိုရင်ဖွင့်လာပါပြီ။အဲကြောင့်မို့အခုလို့ကိုတခါလေကြိုင်မတိမ်မိပဲနဲ့ကျွန်တော်တို့ထွက်လိုက်တယ်။ထွက်လိုက်ပြီးတော့အခုလိုပေါ့နော်ထွက်လိုက်ပြီးတော့ကျွန်တော်တို့ပြန်မတင်မိတဲ့ဟာတွေဆိုရင်အခုလိုနင်းနေနေတာဖြစ်ရှင်းလို့ရတယ်ဆိုတော့ပြပြကျွန်တော်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်